ပထမဦးဆုံးဖိတ်ခေါ်ပေးချင်တာတော့ LHA Treasure Event and Wedding Planner မှာမန္တလေးဝင်းမော်အားဆင်းရဲထွက်တို့လေးစားစွာဖြင့်ဖိတ်ချပါရခင်ဗျာလက်ခုပ်သမားနဲ့ကျေးဇူးအားပေးပါဦးဗျာ Thank you ဆက်လက်ပြီးတော့ကျွန်တော် Golden City ရဲ့ Project Director မတ်ယူကီကိုလည်းဆင်းရဲထွက်တို့လေးစားစွာဖြင့်ဖိတ်ချပါတယ်ဆက်လက်ပြီးတော့ဖေးချုံဖြတ်ခွင့်ရပေးပါရဲ့ကျွန်တော် Trustee ပေးရဲ့ Chief Technical Officer ဒေါ်မြရတနာစိုးကိုဆင်းရဲထွက်တို့လေးစားစွာဖြင့်ဖိတ်ချပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Smile Plastic Surgery Founder Dr. Min So Min ကိုဆင်းရဲထွက်တို့လေးစားစွာဖြင့်ဖိတ်ကြားပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အနေပြီးတော့တိုင်ပင်လေးခေါ်ပေးမှာဖြစ်ပါတယ်โอเคအမှတ်ကြီးအမှတ်တမ်းတဲ့ပုံလေးအဆုံးရိုက်မှာဖြစ်ပါတယ်โอเคအားလုံးစင်နေဖြစ်ပြီဆိုရင်ကျွန်တော်ကနေပြီးတော့တိုင်ပင်လေးခေါ်ပေးပါမယ် ready 3 2 1ယခုချိန်မှာစတင်ပြီးမြန်မာ Beauty and Jewelry Expo 2025ပွဲရအောင်မြင်စွာစတင်ဖွင့်လှစ်လိုက်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာโอเคပါပါဝင်ပေးကြတဲ့ကျွန်တော်တို့ရဲ့တူးကြီးတွေ